အားလုံးပဲမင်္ဂလာပါယခုတစ်ခေါက်ကျွန်တော်ပြောပြပေးမှာကတော့မိမိတို့ဤအိမ်အတွင်း၌တစုံတဦးသောသူစိတ်ဆိုး၍ဖြစ်စေစိတ်ကောက်၍ဖြစ်စေရန်ဖြစ်စကားများ၍ဖြစ်စေအိမ်ကနေထွက်သွားပါကပြန်ခေါ်ရန်အတွက်ဓာတ်ရိုက်ဓာတ်စင်နည်းပဲဖြစ်ပါတယ်တနင်္ဂနွေသားတဦးအိမ်ကနေထွက်သွားပါကဗတောက်ခတ်12ခတ်ကိုယူပြီးသူဤအိယာကို29ချက်ရိုက်နှုတ်ကနေမောင်ဘသူမဘသူအမြန်ပြန်လာပါစေပြော၍ပြုလုပ်ပေးပါလောက်ရမယ့်အချိန်ကတနင်္ဂနွေနေ့မနက်9:45 မိနစ်တိတိမှာပဲဖြစ်ပါတယ်ထိုနည်းတူတနင်္လာသားသမီးမောင်ဘသူမဘသူအိမ်ကနေထွက်သွားပါကလက်ပံခတ်ပိုခတ်ကိုယူပြီးသူဤအိယာကို36ချက်တိတိရိုက်ပြီးပုတ်၍နှုတ်ကနေအမြန်ပြန်လာပါစေဟု၍ဆုတောင်းပေးပါပြောပေးပါလောက်ရမယ့်အချိန်ကတနင်္လာနေ့မနက်9:45 မိနစ်တိတိပဲဖြစ်ပါတယ်အင်္ဂါသားသမီးအတွက်တေးရ14ခတ်ကိုယူမနက်9:45 မိနစ်တိတိမှာသူဤအိယာကို33ချက်ရိုက်ပြီးပုတ်ပြီးမောင်ဘသူမဘသူအမြန်ပြန်လာပါစေဟုနှုတ်ကနေပြော၍ပြုလုပ်ပေးပါလောက်ရမယ့်အချိန်ကမနက်9:45 မိနစ်တိတိပဲဖြစ်ပါတယ်ဗုဒ္ဓဟူသားသမီးအတွက်ကတဲ့8ခတ်ကိုယူပြီးမနက်9:45 မိနစ်တိတိမှာသူဤအိယာကို36ချက်ရိုက်၍ပုတ်၍မောင်ဘသူမဘသူအမြန်ပြန်လာပါစေဟုနှုတ်ကနေပြောပြီးပြုလုပ်ပေးပါဇာတာပတိသမီးအတွက်ပြင်ချင်းခတ်3ခတ်ကိုယူပြီးမနက်9:45 မိနစ်တိတိမှာသူ၏အိယာကို21ချက်ရိုက်၍ပုတ်၍မောင်ဘသူမဘသူအမြန်ပြန်လာပါစေဟုနှုတ်ကနေပြောပြီးပြုလုပ်ပေးပါတောက်ကြတာသမီးအတွက်စူးလေခတ်9ခတ်ကိုယူနနက်9:45 မိနစ်တိတိမှာသူဤအိယာကို25ချက်ရိုက်၍မောင်ဘသူမဘသူအမြန်ပြန်လာပါစေဟုနှုတ်ကနေပြော၍ပြုလုပ်ပေးပါစနေသားသမီးအတွက်ရေမူခတ်9ခတ်ကိုယူနနက်9:45 မိနစ်တိတိမှာသူဤအိယာကို18ချက်ရိုက်၍နှုတ်ကနေမောင်ဘသူမဘသူအမြန်ပြန်လာပါစေဟုပြောပြီးပြုလုပ်ပေးပါယာဟုသားသမီးအတွက်နေစီ10ပွင့်ကိုယူနနက်9:45 မိနစ်တိတိမှာသူဤအိယာကို18ချက်ရိုက်၍မောင်ဘသူမဘသူအမြန်ပြန်လာပါစေဟုနှုတ်ကနေပြော၍ပြုလုပ်ပေးပါအချိန်တွေအားလုံးကတော့အတူတူပါပဲခင်ဗျာလောက်ရမယ့်နေ့တွေကတော့တနင်္ဂနွေနေ့ဆိုရင်တနင်္ဂနွေသားသမီးအတွက်ဆိုရင်တနင်္ဂနွေနေ့တနင်္လာသားသမီးအတွက်ဆိုရင်တနင်္လာနေ့အင်္ဂါသားသမီးအတွက်ဆိုရင်အင်္ဂါနေ့ဗုဒ္ဓဟူသားသမီးအတွက်ဆိုရင်ဗုဒ္ဓဟူနေ့ကြာသပတေးသားသမီးဆိုရင်ကြာသပတေးနေ့တောက်ကြသားသမီးဆိုရင်တောက်ကြနေ့စနေသားသမီးဆိုရင်စနေနေ့ယာဟုသားသမီးဆိုရင်ဗုဒ္ဓဟူနေ့ပဲဖြစ်ပါတယ်